နားတော်တာစင်နေကြတယ်ဓမ္မမိတ်ဆွေအပေါင်းတို့ရေလောကသုံးပါးမှာအတူမရှိတဲ့အနိုင်မဲ့ယရနာအစ်စ်ဖြစ်သောဖရာယရနာတရားယရနာတန်ဃာယရနာမြတ်သုံးပါးတို့ရဲ့ဘုံရိပ်ကံရိပ်မေတ္တာရိပ်တို့မှာခိုလုံပြီးလောကီလောကုတ္တရာနှစ်ဖြာသောကောင်းကျိုးများတိုးပွားအောင်မြင်အစဉ်ပြေကြပါစေကြောင်းယရနာတကောဖြင့်တိတ်တီတိုးပြီးကောင်းကျိုးပရိသာဖြစ်နိုင်ကြစေဖို့မေတ္တာရေလောင်းဆုချွေတောင်းလိုက်ရပါတယ်ခင်ဗျာကိုကုံကအရဟံအစာပြုချီဘဂဝါဆုံးထဘဝဲချုံများညနေပန်လမ်းညို့ပြတဲ့ဘုံတော်ကြီးမှာကိုပါတို့အရှင်ဝိနည်းယအနန္တတတဝါငြိမ်းဖို့ရစိတ်တန်နဲ့မဟာကရုဏာမြတ်ဗုဒ္ဓသခင်ကာယကမနောဝစီဥတည်ရှုချိုးခါရဲ့လက်ဆုံးရှိကိုပါသည်အနန္တမြတ်ဝိနည်းယအလုံးမဲ့ရွှင်လန်းကြပါစေကိုကုံကအရဟံအစာပြုချီဘဂဝါဆုံးထမဝဲချောင်းများညနေပန်လမ်းညို့ပြတဲ့ဘုံတော်ကြီးမှာကိုပါတို့အရှင်ဝိနည်းယအနန္တတတဝါငြိမ်းဖို့ရစိတ်တန်နဲ့မဟာကရုဏာမြတ်ဗုဒ္ဓသခင်ကာယကမနောဝစီဥတည်ယူချိုးကာရဲ့လက်ဆုံးရှိခိုးပါသည်အနန္တမြတ်ဝိနည်းယအလုံးမဲ့ရွှင်လန်းကြပါစေသခါတော်ဝိရိတဘော6ပြကုံပြည့်စုံသောတရားတော်မြတ်ကိုကျင့်ကြံကလမ်းမှန်ရောက်လို့ချမ်းသာဒုက္ခရမည်မလွယ်အင်းဉ္ဇာမြတ်တရားကိုကာယကမနောဝစီဥတည်ရှုချိုးကာရဲ့လက်ဆုံးရှိခိုးပါသည်အနန္တမြတ်ဝိနည်းယအလုံးမဲ့ရွှင်လန်းကြပါစေသာသနာတော်တည်တဲ့ဤတွေတို့ဘုရားရှင်သားတော်များမှာတေချာလေးနဲ့ထဆောင်ရွက်ကသုပရိပန်တော်ပုံညက်ခေတံကိုဘုံဤအရိယများကိုကာယကမနောဝစီဥတည်ရှုချိုးကာရဲ့လက်ဆုံးရှိခိုးပါသည်အနန္တမြတ်ဝိနည်းယအလုံးမဲ့ရွှင်လန်းကြပါစေချမ်းသာခြင်းအစစ်မှန်ရဖို့ယရနာသုံးပါးစိကတ်တော်ဝမယ်သုံးလူရှိဖျားဝါဒမို့အကျိုးမျှော်လို့ရဲ့ဆူတောင်းပေးပါတယ်လေအလုံးမဲ့ရွှင်လန်းကြပါစေဖျားဖတ်တော်အသက်ရှိတရားဖတ်တော်အမျက်ပြေတန်ဃာဖတ်တော်အခန့်ဝေးအရာရာတွေစင်ပြေကြစေဖို့ဖျားကိုယ်ွယ်တကိုးကျွယ်အပေမကြနိဗ္ဗာန်ရတရားကိုယ်ွယ်ပညာကျွယ်အပေမကြနိဗ္ဗာန်ရတန်ဃာကိုယ်ွယ်စည်းစိမ်ကျွယ်အပေမကြနိဗ္ဗာန်ရဆိုသလိုကိုယ်ွယ်စည်းကပ်ရာအစစ်မှန်ဖြစ်ကြတဲ့ယရနာမြတ်သုံးပါးတို့အားယုံကြည်လေးစားကိုယ်ွယ်စည်းကပ်ကြသောအားဖြင့်ဘေးကင်းရန်ကင်းအန္တရာယ်ကင်းစွာဖြင့်ဒါနသီလဘာဝနာတရားများကြိုးစားပြုလို့အားထုတ်နိုင်ကြပါစေသီလသမာဓိပညာတရားများတိုးပွားရင့်သန်ပြီး
ညနေပန်စခန်းတို့တိုင်အောင်ရောက်လန်းနိုင်ကြပါစေကိုကုံကအရဟံအစာပြုတ်ချီဘဂဝါသုထဘဝဲချုံမြမျက်နှိပ်ပန်လမ်းညွှန်ပြတယ်ဘုံတော်ကြီးမှာကုံကိုပါတို့အရှင်ဝိနည်းယအနန္တတတဝါငြိမ်းရဖို့ရန်စိတ်တန်နဲ့မဟာကရုဏာမြတ်ဗုဒ္ဓသခင်ကာယကမနောဝစီဥတည်ယူကြကရဲ့လက်ဆုံးရှိခိုးပါသည်အနန္တမြတ်ဝိနည်းယအားလုံးနဲ့ရှင်လန်းကြပါစေတခါတော့ဝိရိတဘော၆ပြကုန်၏ပြည့်စုံသောတရားတော်မြတ်ကိုကျင့်ကြံကလမ်းမှန်ရောက်လို့ချမ်းသာဒုက္ခရမည်မလွယ်အင်းငြိမ်းရမြတ်တရားကိုကာယကံမနောဝစီဘုဒ္ဓယူကြကရဲ့လက်ဆုံးရှိခိုးပါသည်အနန္တမြတ်ဝိနည်းယအားလုံးနဲ့ရှင်လန်းကြပါစေသာသနာတော်တည်တံ့ရေးရတဲ့တို့ဘုရားရှင်သားတော်များမှာတေချာလေးနဲ့ထမ်းဆောင်ရွက်ကသုပရိပန်တော်ပုံညက်ခေတ္တကိုကိုရင်အရိယများကိုကာယကံမနောဝစီဘုဒ္ဓရှုကြကရဲ့လက်ဆုံးရှိခိုးပါသည်အနန္တမြတ်ဝိနည်းယအားလုံးနဲ့ရှင်လန်းကြပါစေချမ်းသာခြင်းအစစ်မှန်ရဖို့ယရနာသုံးပါးစီကတ်တော်မယ်သုံးလူရှင်ဖျားဝါဒမို့အကျိုးမျှော်လို့ရဲ့ဆုတောင်းပေးပါတယ်လေအားလုံးပဲရွှင်လန်းကြပါစေ